စမယ်2020တုန်းကမဲမတမာမှုရှိသည်ဟုဆိုကအာဏာတစ်နှစ်ခဏထိမ့်မီဟုဂတိပေးပြောဆိုခဲ့သောတက်ချုပ်ကြီးဟာ6လတခါတက်တန်တိုးရတော်၎င်းယာယီသမရအဖြစ်နဲ့တော်၎င်း9နှစ်ကျော်အာဏာထိန်းလာပြီးသည့်တကားလား2025ရွေးကောက်ပွဲကိုသူကိုယ်တိုင်ဦးစီး၍အပိုင်းလိုက်ခွဲကျင်းပလာခဲ့ရာအခုဆိုအပိုင်း1ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်သို့တော့ကြံခိုင်ရေးပါတီဤတောင်ပြိုကမ်းပြိုအနိုင်ရရှိမှုအပေါ်ပြည်သူပါတီဥက္ကဋ္ဌဦးကိုကိုကြီးတယောက်မကျေနပ်သူဤအကြောင်းပြချက်ကပြည်သူပါတီဖြစ်လင့်ကစားယခုတခါရွေးကောက်ပွဲဟာပြည်သူအများက no vote ပြုလုပ်ခဲ့သောကြောင့်ကြံခိုင်ရေးပါတီအနိုင်ရရှိသွားခြင်းဖြစ်ကြောင်းတကယ်လို့သာပြည်သူများက no vote မပြုလုပ်ခဲ့ရင်သူ့ပြည်သူပါတီအနိုင်ရရှိမည်ဖြစ်ကြောင်းအခိုင်အမာပြောဆိုသွားပါတယ်ထို့ပြင်ပထမအကြိမ်သာမကဒုတိယအကြိမ်တွင်လည်းကိုဂျိုးနဲစွာတပြားမှမနိုင်တော့တသက်ခိုင်မှာကျမကတော့လုံးဝမကျင်တတ်ဘူးရှင် level flavy အဖြစ်ရတယ်ကြားတယ်ပထမအတုပ်ပဲရှိသေးတယ်နေရာတိုင်းမှာကြံ့ဖုန်ကြီးပဲနိုင်တယ်တဲ့ထားပါဒါကကျမလက်ခံလို့ရသေးတယ်အခုဟာကရှင်ကျမဝင်ပြိုင်တဲ့မဲဆန္ဒနယ်မှာတော့ကျမကိုယ်တိုင်ကိုပြန်ထည့်ခဲ့တဲ့မဲအဲ့ဒါကိုဟိုမအိုင်ဘိုင်းတွေမဲလိန်သွားတာရှင်ဒါကြီးကတော့ဘလို့မှတီးခံလို့ကိုမရတာတိုင်မဲတက်ကျုပ်ကြီးနဲ့ကိုတိုင်မဲဆိုပြီးတက်ကျုပ်ကြီးစီတိုင်တန်းလိုက်ရအခုလိုမဲမတမာမှုများကြိုတင်မဲကိစ္စများနဲ့ပွင့်လင်းမြင်သာမှုမရှိတန်တရားဖြစ်ွယ်ရှိကြောင်းတိုင်တန်းမှုများကြောင့်သူ့အနေဖြင့်အာဏာထိမ့်မဲမထိမ့်ဘူးဆိုတာတက်အပ်မပြောနိုင်ကြောင်းဘယ်ပါတီပဲနိုင်ပြည်သူချစ်တော်တန်း40ကြောင်းသူသမ္မတဖြစ်မှာကျင်းသေးတော်လဲအခုလိုကိစ္စရပ်များကိုတော့တီးခံပေးမည်မဟုတ်ကြောင်းတက်ချုပ်ကြီးအလိုကျသတင်းတွေဖော်ပြပေးနေတယ်မင်းမဲလို့လားသတင်းဌာနမှတဆင့်တက်ချုပ်ကြီးဒီကနေ့ပြောဆိုသွားပါတယ်တက်ချုပ်ကြီးရဲ့ပြောဆိုမှုကိုတောင်ပြိုကမ်းပြိုအနိုင်ရရှိထားသည့်ကြက်ဖွန်ပါတီဥက္ကဋ္ဌဦးခင်ကြီးမှာယူနီဖောင်းဝတ်လိုက်ချိတ်ထမိန်ဝတ်လိုက်ဖျားလေးတဲလိုက်ဘုံကျဲလိုက်တနက်ကြီးကင်လိုက်ချင်းချောက်လိုက်မင်းတို့လုပ်တတ်တာဒါပဲလားကွာဟေအရှုံးကိုလက်ခံပါစစ်တမ်းလျားကိုပြန်ပါလောဝအာနာမသိမ့်တော့ပါဘူးဒီတခါဒုတိယအကြိမ်မြောက်တကယ်အတီးပါလို့ဂတိပေးပြောခဲ့တဲ့တက်ချုပ်ကြီးလဲလက်နက်နဲ့အာနာရှိတိုင်းအနိုင်ကျင့်နေတာတွေကိုရက်တန်းကရက်ပါပြည်သူတွေနဲ့ပူးပေါင်းပါခုလိုသတိပေးနေတဲ့ကြားကအာနာထပ်သိမ်းလာခဲ့မယ်ဆိုပါကဒီတစ်ချိန်မှာတော့ကျွန်တော်လက်ပိုက်ကြီးနေတော့မှာမဟုတ်ပဲ PDF တွေနဲ့ပူးပေါင်းပြီးတော်လှန်ရေးလုပ်သွားမယ်ဟုတက်ချုပ်ကြီးအားသတိပေးပြောဆိုအပြီးမဲမတမာမှုများကိုစစ်ဆေးရန်အတွက်ချိန်ယူရဦးမည်ဖြစ်သောကြောင့်ယခုကျင်းပပြုလုပ်ပြီးစီးခဲ့ပြီးဖြစ်သောအပိုင်း1ရွေးကောက်ပွဲရလဒ်အားပယ်ဖျက်လိုက်ကာတိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိစေရန်အာဏာကိုနောက်ထပ်6လခတ်တာထပ်မံထည့်သိမ်းသွားမည်ဖြစ်ကြောင်းဆိုတဲ့မြန်မာအသံရေဒီယို MRTV နဲ့မြဝတီတို့မှာကြီးညာချက်တွေထွက်ပေါ်လာပါတော့တယ်ထို့သတင်းကြောင့်ဒေါ်တသက်ခိုင်ခမသူမကိုယ်တိုင်ထည့်ခဲ့သည့်မဲပြောက်ဆုံးမှုအတွက်တရားမျှတမှုရပြီဟုဆိုကာမျက်ရည်များစီးကြလာသလိုဦးကိုကိုကြီးမှလည်းပြည်သူတွေရဲ့ no vote ကိုဒီတစ်ခါ yes vote campaign ဖြင့်တံပြန်ပြုလုပ်ရမည်ဟုအတွေးပေါက်လာသောကြောင့်တက်ပြင်းချနိုင်တော်သည်ဦးခင်ကြီးခမမှာတော့ပါတီရုံးချုပ်ရှိမှတ်တင်ကုန်ရှေ့တွင်မှတ်တက်ရရင်သူ၏အစိမ်းရောင်တိုက်ပုံကိုချွတ်ဘေးသို့လွတ်ပစ်လိုက်ခါဘီရိုအဟောင်းထဲမှမဝတ်တာကြာပြီဖြစ်သောစစ်ယူနီဖောင်းအဟောင်းကိုဝတ်လိုက်ပြီးဖုန်းကိုကောက်ကင်လိုက်ခါဟယ်လိုတားလို့လားအန်ကယ်ဦးခင်ကြီးပါအန်ကယ်ကရှေ့တန်းမှာတိုက်ပွဲဝင်ခဲ့တဲ့အတွေ့အကြုံတွေလည်းအများကြီးရှိတယ်ကြည်စံ18ချက်လည်းမှန်မှုတယ်အခုအန်ကယ်တို့တော်ရဲဝင်တော့မယ် LDF ဆိုပြီး Lizard Defense Force ဖွဲ့ထောင်မယ်ပြီးတော့တားတို့ PDF အဖွဲ့တွေနဲ့မဟာမိတ်ပူးပေါင်းပြီးစစ်အာဏာရှင်အမြင့်ပြတ်သည့်အထိတော်လှန်ကြတာပေါ့ကွာဒီသတင်းဆောင်ပါအားရေးသားသူကတော့မြန်မာပြည်တလွှာသတင်းထူးများစွာဥစွာတင်ပြလက်ဦးရယူအိုင်းမြက်ကူဖြစ်ပါတယ်